ဘာဖလားပြန်ပွဲတစ်ခုကိုလက်ခံကျင်းပကိုဘလောက်တောင်ကုန်ကြလဲသိကြလားကွင်းတဲကမြက်ဖြစ်စနစ်တစ်ခုလုံးကိုအသက်လဲဖို့တင်တော်တော်လေးကိုအကုန်ကြများလာပါတယ်တွက်ကြည့်မယ်ဆိုရင်နှက်ခင်းမြင်ရင်ဆက်တဲ့စတူတိုင်းမြေပတ်လေတိုင်းမှာ iPhone ထုံးလုံးစီချထားရတဲ့လောက်ကိုအကုန်ကြစရိတ်ကများပြလာပါဒီနေရာမှာတယောက်ယောက်ကမြက်ခင်းကကြည့်ရတာအဆင်ပြေနေတာပဲကိုဘာလို့တကွင်းလုံးကိုအကုန်ခွာချပြီးလဲနေရတာလဲလို့မေးစရာရှိပါတယ်အကြောင်းပြချက်ကတော့ရိုးရှင်းပါတယ် American မှာရှိတဲ့အားကစားကွင်းကြီးအတော်များများဟာမူလကနေ American football ကစားဖို့စောက်ထားတာဖြစ်ပြီးအတုလုံးမြက်ခင်းတွေကိုပဲတုံးထားကြလို့ပါဒါပေမဲ့ဘောလုံးကတော့မတူပါဘူးကွင်းမြက်နှပြင်ဟာဘောလုံးရဲ့အရှိန်လွင့်အားကစားသမားတွေရဲ့ clip ဖိနှံမြေကမ်းမှုပြီးတော့ကစားသမားတွေချက်ချင်းရက်တာ၊ကွေတာနဲ့ short ထုတ်ဖြတ်ထုတ်ကြခါဘေးကန်းလုံခြုံမှုတွေပေါ်မှာပါတက်ရောက်မှုရှိနေတာပါဒါကြောင့်ကဘာဖလားမစခြင်းခင်မှာဒီအားကစားကွင်းတွေကိုတဘာဝမြက်ခင်းစစ်တွေဖြစ်ယာယီ brown လေးပေးရပါတယ်မြက်ခင်းတွေမခင်းခင်မှာပထမဦးဆုံးကွင်းတစ်ခုလုံးကိုနူးညံ့တဲ့တဲအလွှားတစ်ခုနဲ့အရင်ညီအောင်ညှိရပါတယ်အဲ့ဒီတဲအလွှားအောက်မှာတော့ရေစိမ့်ဝင်နိုင်တဲ့အလွှားတွေရေနုံညောင်းပိုက်တွေလေဆုပ်ထုတ်နိုင်တဲ့လေဝင်လေထွက်စနစ်နဲ့အလိုအလျောက်ရေဖြန်းစနစ်တွေရှိနေတာပါဒီညီအောင်စနစ်ကကွင်းရဲ့အဆုပ်နဲ့ကြောက်ကလိုမျိုးအလုပ်လုပ်ပေးတာပါမိုးရွာတဲ့အခါပိုလျန်နဲ့ရေတွေကိုစုပ်ယူဖယ်ရှားပြီးရာသီဥတုပူပြင်းဆူရှိတဲ့အခါမှာတော့မြက်မျိုးတွေစီကိုလေတွန်းပို့ပေးတဲ့အတွက်မြက်ခင်းတွေကဆက်ပြီးရှင်းတန်းနိုင်ကြပါတယ်ဆိုတော့ဘောလုံးကွင်းတကွင်းနဲ့ဒီလောက်အကုန်ခံရပြီးတဲ့နောက်မှာပွဲစဉ်အနေငယ်လောက်ပဲကစားရမယ်ပြီးအဲ့ဒီစရိတ်ကိုတကယ်ကောပြန်ကာမိမလားသင်ကောဘယ်လိုထင်လဲဗျာကျွန်တော်အထင်ကတော့သူတို့နိုင်ငံကချမ်းသာလို့ကိစ္စမရှိတော့ဘူးထင်ပါတယ်ဗျာတဲ့အမြင်လေးကိုလည်း comment မှာရေးပေးနိုင်ပါတယ်ဗျာကဲတကယ်ချင်းတို့ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တွေ like and share လေးနှိပ်ပြီးနောက်ဗီဒီယိုလေးတွေအတွက် followers လေးလုပ်ထားပေးပါအောင်ဗျာနေ့စဉ်လေးမှာကျမ်းမာပျော်ရွှင်ပါစေလို့ဆုတောင်းပေးပါတယ်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ